လေရင်မယ်တွေခီးတဲ့တွေကိုအစားအသောက်ဝင်ငှနေတဲ့အချိန်မှာခီးတဲ့တယောက်ကရုတ်တရက်လက်ကမ်းလိုက်ပါတယ်။လေရင်မယ်လေးကသူမခီးတဲ့ကိုမတော်တဆတိုက်မိသွားတယ်လို့ထင်ပြီးချက်ချင်းပဲတောင်းပန်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲအဲ့ဒီခီးတဲ့ကနောက်ထပ်လေရင်မယ်တယောက်ကိုမျက်စိကျသွားပြီးစာအုပ်တအုပ်နဲ့ဖုံးကနောက်တစ်ချိန်ထပ်ပြီးနှောက်ယှက်ဖို့ကြိုးစားပြန်ပါတယ်။လေရင်မယ်လေးကတခုခုမားနေပြီဆိုတာသိလိုက်ပေမဲ့ဒါဟာသူမအတွက်ပထမဆုံးအလုပ်ဆင်းတဲ့နေ့ဖြစ်နေပါတယ်။သူမဟာပြန်ပြီးတုတ်ပြန်ဖို့မရဲတာကြောင့်ကြောက်စိတ်တွေကိုအောင်ရဲမျိုးတိတ်ရင်ဝင်းနှန်းနားနေဆောင်ကိုပြန်လာခဲ့ပါတယ်။တိတ်မကြခင်မှာပဲသူမဟာဝမ်းထဲလုံးလုံးမျက်ရည်မထိန်နိုင်ပဲငိုချလိုက်ပါတော့တယ်။သူမရဲ့လုပ်ဖို့ကိုင်ဘက်ကတခုခုဖူးဆန်းနေတာကိုတတိထားမိပြီးဘာဖြစ်တာလဲဆိုတာကိုအမြန်လာမေးပါတယ်။အကြောင်းစုံကိုသိလိုက်ရတဲ့အခါမှာတော့စီနီယာလေးရင်မဲဟာဒေါသထွက်သွားပြီးအဲ့ဒီခီးတဲ့ကိုတွားရောက်ရင်ဆိုင်ဖို့ချက်ချင်းထွက်သွားပါတော့တယ်။ဒါပေမဲ့ခီးတဲ့ကတော့ဘာမှမသိတယ်လို့ဟန်ဆောင်ပြီးသူ့မှာအပြစ်မရှိကြောင်းနဲ့တက်တည်မရှိပဲဆွဆွဲနေတာဖြစ်ကြောင်းအငင်းကန်ပါတယ်။သူတို့အချင်းချင်းအခြေတင်စကားများနေတာဟာလေရင်မှုရဲ့အာယုံဆိုင်မှုကိုရရှိသွားပါတယ်။အခြေအနေကိုနားလည်သွားပြီးတဲ့နောက်မှာတော့လေရင်မှုဟာစိတ်မကောင်းဖြစ်နေတဲ့လေရင်မဲလေးစီကိုချင်းကပ်သွားပါတယ်။ဝမ်းနဲ့နေတဲ့သူမကိုကြည့်ပြီးလေရင်မှုကဒီခီးတဲ့ကိုထိုက်တန်တဲ့ပြစ်ဒဏ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။လက်ရှိမှာတက်တည်မရှိတဲ့အတွက်တက်တည်ကိုဖန်တီးဖို့သူမအစီအစဉ်တစ်ခုဆွဲလိုက်ပါတယ်။ဒါပေမဲ့ဒါဟာလေရင်မဲလေးရဲ့ပူပေါင်းဆောင်ရွက်မှုလိုအပ်ပါတယ်။အဲ့ဒီနောက်လေရင်မှုဟာသူမကိုခေါ်ပြီးတိုင်တန်းမယ်လို့ချင်းချောက်နေတဲ့ခီးတဲ့စီကိုပြန်သွားပါတယ်။လေရင်မှုကတက်တည်တွေစူဆောင်းပြီးပြီလို့ပြောတဲ့အခါမှာတော့ခီးတဲ့ကလှောင်ပြုံးပြုံးပြီးဒါဟာ၆လက်နေတာလို့ပဲထင်နေခဲ့ပါတယ်။ဒါကြောင့်လေရင်မှုကလေရင်မဲရဲ့စကတ်ပေါ်မှာခီးတဲ့ရဲ့လက်ပွေရာတွေကျန်နေခဲ့ပြီးဒါတွေကိုတက်တည်အဖြစ်တင်စီထားပြီးပြီလို့ပြောလိုက်ပါတယ်။စစ်ဆေးမှုရလက်ထွက်လာတာနဲ့အမှန်တရားကပေါ်ပေါက်လာတော့မှာပါ။ဒီလိုပြောပြီးလေရင်မှုကလှည့်ထွက်သွားပါတယ်။အဲ့ဒီအခါမှာတော့ခီးတဲ့ဟာချက်ချင်းပဲထိတ်လန့်သွားပြီးနားနေဆောင်တဲ့ကိုလိုက်ဝင်လာကရဲကိုမတိုင်ဘူးတောင်းပန်ပါတော့တယ်။ဒါပေမဲ့လေရင်မှုကတော့ခိုင်ခိုင်မာမာပဲရက်တီပြီးလေရင်မဲလေးကိုတောင်းပန်ရမယ်လို့ပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့ခီးတဲ့ဟာသူတမင်လုပ်ခဲ့တာဖြစ်ကြောင်းဝန်ခံပြီးမတက်တာတဲ့အဆုံးတောင်းပန်လိုက်ရပါတယ်။ဒါပေမဲ့သူမသိလိုက်တာကလေရင်မှုဟာဒီဝန်ခံချက်အလုံးကိုလှုပ်ဝက်အတန်သွင်းထားတာပဲဖြစ်ပါတယ်။လေရင်မှုကလေရင်မဲလေးကိုဒီတောင်းပန်မှုကိုလက်ခံနိုင်လားလို့မေးပါတယ်။သူမကခေါင်းညှိပြပေမဲ့ခီးတဲ့ကတော့လှည့်ထွက်သွားတဲ့အချိန်မှာတကယ်ကိုကန်ဆိုးတာပဲလို့တိုးတိုးလေးရေးရွတ်သွားပါတယ်။ဒါကိုလေရင်မှုကကြားသွားပြီးသူဟာအပြစ်ရှိတယ်လို့မခံစားရတဲ့လက်ကြောတင်းတယောက်ဆိုတာသိလိုက်ပါတယ်။ဒါကြောင့်တွေ့ဝေမနေတော့ပဲလေရင်မှုဟာရဲတပ်ဖွဲ့ကိုချက်ချင်းဖုန်းဆက်လိုက်ပါတော့တယ်။တိတ်မကြခင်မှာပဲအာဏာပိုင်တွေရောက်လာပြီးခီးတဲ့ဟာသူလုပ်ခဲ့တဲ့လုပ်ရက်အတွက်ထိုက်တန်တဲ့အကျိုးဆက်ကိုခံစားရတော့မှာပဲဖြစ်ပါတယ်။